မင်္ဂလာပါရှင်ရှောင်းမီရဲ့တာမိုကတ်350မယ်လေးမိတ်ဆွေရဲ့စီကွန်နံမှာစတော့အများကြီးပဲရောက်ထားပါတယ်ရှင်။ရောင်းအားအကောင်းဆုံးနဲ့လူကြိုက်အများဆုံးဖြစ်ရတဲ့အချက်လေးတွေကိုပြောပြပေးပါမယ်။သူကအပူပဲထဲထဲအေးပဲထဲထဲ6နိုင်ဝန်းကျင်လောက်ထိခံတယ်လို့ပြောထားပါတယ်ရှင်။ဒါပေမဲ့တကယ်တမ်းအသုံးပြုကြည့်တဲ့အချိန်မှာတော့အပူပဲထဲထဲအေးပဲထဲထဲ8နိုင်ဝန်းကျင်လောက်ထိအသုံးပြုလို့ရတယ်ဆိုတာကိုတွေ့ရပါတယ်ရှင်။ကော်ဖီသမားများအတွက်လည်းအရန်သင့်တော်ပါတယ်။နွေရာသီဆိုလို့ရှိရင်လည်းအေးတောက်တတ်တဲ့သူတွေဆိုလို့ရှိရင်မနက်ကနေပြီးတော့ညနေထိအေးနေမှာပဲဖြစ်ပါတယ်ရှင်။အိတ်ဆောင်တပူအသေးစားလေးဖြစ်ပါတယ်။တဲရတာလည်းလွယ်ကူပါတယ်ရှင်။ဒီအောက်မှာကျတော့သူကဆီလီကွန်လေးနဲ့လာတာဖြစ်ပါတယ်။မိကြားတစ်စိတ်လေးက2နေရပါပါတယ်ရှင်ဒီလက်ကင်နေရလေးကကြတော့သူကမတ်တိုက်လေးဖြစ်ပါတယ်ချော်မထွက်အောင်လို့ပါ stainless steel အစစ်ဖြစ်တဲ့အတွက်ကြောင့်မလို့တန်ကြီးတက်တာတွေလည်းမရှိဘူးရေချိုးတက်တာတွေလည်းမရှိပါဘူးရှင်ဒီအဖုံးလေးကကြတော့ဒီလိုပြောင်ပြောင်လေးနဲ့လာတာဖြစ်ပါတယ်ဒါသူ့ရဲ့အတွင်းထဲကဆီလီကွန်အရစ်လေးပါရေနွေးချမ်းတောက်တဲ့သူတွေဆိုလို့ရှိရင်ဒီမှာလက်ဖက်ချောက်လေးနှက်ဖို့ရတော့ကိုသူကစကားတေးသေးလေးလည်းထည့်ပေးထားပါတယ်ရှင်ဒါသူ့ရဲ့အတွင်းထဲလေးပါတလုံးလောက်တော့စောင့်ထားတင်ပါတယ်ရှင်ဈေးနှုန်းလေးကတော့93,500ကျပ်ဖြစ်ပါတယ်မှာယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေရဲ့ Sweet Corner Facebook ချက်ပေါင်းမှာတစ်စင် TikTok ချက်ပေါင်းမှာတစ်စင်မှောက်နိုင်မှာပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေရဲ့ Sweet Corner က Ninja Van Delivery WePost Delivery နဲ့ရောက်တဲ့မြို့ကြီးတွေအကုန်လုံးကိုအိမ်ရောက်ငွေချေနဲ့ပစ္စည်းပို့ပေးပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်